အိမ်ရောက်တော့မိမရေဒီနေ့တော့ဘာမှမရခဲ့ဘူးဟင်းစားအတွက်မှုရီတော့ရခဲ့တာလာယူနေဆိုပြီးအော်ခေါ်တလိုက်တဲ့မိမလည်းထွက်လာတော့မြင်လိုက်ရတဲ့အဖြစ်အပျက်ကြောင့်ဖင်ထိုင်ချသွားလေရောမှုရီကဖွတ်ထားတာကြောင့်ကြေမွပြီးညုံမဲနေတာပဲစားလို့ပဲရတော့မလဲပေါ့ဒီတော့မိမကလူပိန်းကိုပြောပြရပြန်တယ်မို့ဆိုတာတအားနူးညံ့တာဒီလိုဖွတ်လိုက်ရင်အစိတ်ပမာခါသွားတတ်တာမို့လို့မှုတွေ့ရင်အตาရခူးပြီးအင်ဖက်တစ်ခုခုတည်းထည့်ယူလာရမှာလို့တင်ပေးလိုက်တဲ့ဒီလိုနဲ့နောက်တရက်မနက်ခင်းရောက်တော့လူထုံလူပိန်းတယောက်ငါးဖမ်းပိုက်ထောင်ထားတဲ့အပင်စီကိုဥတီလျှောက်လာတဲ့ထုံစံအတိုင်းငါးဖမ်းပိုက်ထဲဘာမှမိမနေပြန်တော့ရောက်လက်စတရေလောက်အိပ်ပြီးမှပြန်တော့မယ်ဆိုပြီးလှဲဖို့ကြံကြိမ်အပင်ကြီးရဲ့အကိုင်းခတ်တစ်ခုမှာအုံဆွဲထားတဲ့ပြားအုံကြီးကိုမြင်သွားလေရောဒီတော့လူထုံလူပိန်းလည်းပြားအုံကြီးကိုမှုလိုပဲခူးရမယ်ထင်တယ်လို့တွေးပြီးမိမတင်ပေးထားတဲ့နီးနဲ့ပြားဆွဲထားတဲ့တကိုင်းစားကိုဖွားဖွားလေးကင်နှုတ်လိုက်တဲ့နောက်တစ်စက္ကန့်မှာဖြင်းပြားတွေအစုလိုက်အပြုံလိုက်ထွက်လာပြီးလူထုံလူပိန်းကိုလိုက်ကြိုက်ကြတဲ့လူထုံလူပိန်းလည်းအိုင်းလို့អော်ရင်တောထဲကနေအိမ်ကိုပြေးလေတော့တဲ့ဒီအပိုင်းမှာတော့လူထုံလူပိန်းပြားလိုက်တုပ်လို့ပြေးပြန်လာတာနဲ့စလိုက်ပါတယ်ပြေးလာရင်အိမ်ရောက်တော့ပြားတုပ်လို့ဖူးယောင်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့မိမကိုဖြစ်ကြောင်းကုံစင်ပြောပြလေတော့တယ်မိမကလည်းထုံးစံအတိုင်းလူထုံလူပိန်းကိုတင်ပေးရပြန်တော့တာပေါ့ပြားဆိုတဲ့တတဝါကမိခိုးကြောက်တယ်မိခိုးမိုက်တိုက်ပြီးပြားတွေအဝေးကိုထွက်သွားမှပြားတလက်ကိုယူရတာဆိုပြီးစိတ်ရှည်စွာရှင်းပြလိုက်လေတယ်နောက်တရက်တွင်လူထုံလူပိန်းသည်အရင်တိုင်းလမ်းလေးလျှောက်ရင်းမိမပြောစကားကိုစိတ်ထဲမသားနေ၏ဒီတစ်ခါတွင်ပိုက်ထောင်ထားသောတစ်ပင်မရောက်ခင်တောဆက်တနေရာသို့ရောက်သောအခါမျက်စိလေလန်းမှ၍ရောက်လာဟန်ရှိသောတရေနှကောင်ကိုတစ်ပင်ချီရင်း၌အိတ်နေလျက်သားတွေ့လိုက်လေတဲ့ထိုအခါလူထုံလူပိန်းကပြုံးပြီးလျက်ဒီနေ့တော့အဆင်ပြေတာပဲဟုရေရွတ်ပြီးတကိုင်းချောက်များဆူဆောင်းကမီးငွေတာပေါ့မိခိုးထလာတဲ့အခါတရဲနှစ်ကောင်လဲလူတန်ကြားသဖြင့်လန့်ဖြန့်ကထပြေးကြရာလူထုံလူပိန်းကိုဝင်တိုက်သွားတာပေါ့